Hello အားလုံးမင်္ဂလာပါရှင်ကိုမခေါ်ခြင်းနဲ့တန်ငါချင်းလုံးဝမခေါ်လိုက်ပါနဲ့နော်အဲ့တန်ငါချင်းကိုကိုခေါ်ခြင်းဒါကနောက်ဆုံးနေနေပေါ့တန်ငါချင်းနဲ့ရိုက်ထားတာပြီးတော့လေဒီမှာပေါ့နော်ဓာတ်ပုံလေးနဲ့ကိုဓာတ်ပုံကြတော့သူတို့ကဖျောက်တယ်မှာမျက်မှန်နဲ့ဘိန်းနာကောင်းမလေးကအနောက်အဲ့ဒါကဟောအနောက်ကိုလည်းပြန်ပြီးစုပ်လိုက်ရောငါပုံကြီးပြောင်းနေကြည့်သူတို့အဲ့ဒါဖြတ်ထားပါတော့သူတို့တန်ငါချင်းတွေပဲကိုကတော့ကိုလည်းမဆုံးကိုကတော့နားလို့ပေါ့နော်သူတို့ခေါ်ရတာကိုတော့သူတို့ကမခေါ်ချင်ဘူးเนาะတန်ငါချင်းအသေးရတယ်ကိုသူကလှမ်းမကြည့်တော့ပေါ့နော်ကိုကသာလှည့်ကြည့်ရတယ်သူလှမ်းမကြည့်တော့ပါဘူး